ကြေးလက်နှင့်အမျိုးသားသည်ကက်ကြေးတစ်စုံနှင့်မွေးဖွားလာသူဖြစ်ပြီးတန်းတစ်ခုကိုကင်တွယ်ရန်ပင်ခက်ခဲခဲ့သူဖြစ်ပါသည်သူ၏တီထွင်သူဖခင်သည်သူ၏လက်များကိုပုံမှန်လက်များအဖြစ်လဲလှယ်ပေးရန်ကြိုးစားခဲ့တော်လဲအလုပ်ပင်ပန်းမှုကြောင့်ရုတ်တရက်တည်ဆုံသွားခဲ့သဖြင့်လက်များမှလည်းပျက်စီးသွားခဲ့ရပါသည်သူသည်ဖခင်ဖြစ်သူကိုထိတွေ့ရန်ကြိုးစားခဲ့တော်လဲအဆုံးသက်တွင်ဖခင်၏မျက်နှာပေါ်၌တွေးဆရုံသာတက်နိုင်ခဲ့ပြီးစက်ကရိယာများဖြင့်ပြည့်နှက်နေသောရဲတိုက်ဟောင်းကြီးတွင်တယောက်တည်းအထီးကျန်စွာနေထိုင်ခဲ့ရပါသည်တနေ့တွင်အယောင်စာရေးမလေးတဦးကထိုရဲတိုက်တွင်သို့မတော်တဆရောက်ရှိလာခဲ့ပြီးသူ၏လက်များကိုမြင်သောအခါတနာစိတ်ဝင်ကအိမ်သို့ခေါ်ဆောင်သွားရန်ဆုံးဖြတ်ခဲ့သည့်အပြင်လောကသို့ရောက်ရှိလာသောထိုမျိုးသားသည်စပိန်ကဲ့သို့သောအရာများကိုပင်စိတ်လှုပ်ရှားစွာကြည့်ရှုခဲ့ပြီးအိမ်ရှိညွေထွေသောမိအောင်များနှင့်မိသားစုတပ်ပုံများကိုမြင်သောအခါအံ့ဩမြင်တက်နေခဲ့ပါသည်သူသည်မှန်တဲ့တွင်မိမိကိုယ်ကိုပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရပြီးဖြူဖြောသောမျက်နှာဖျို့ဖျဲစပင်နှင့်ကဘာကြီးနှင့်အမဝင်သောကက်ကြီးလက်များကိုသတိထားမိခဲ့သည်သူသည်နေ့စဉ်ဘဝတွင်ရေမွေးရာကိုပေါက်စေမိခြင်းနှင့်အဝတ်အစားဝတ်ရန်ခက်ခဲခြင်းစသည့်ပြဿနာများစွာကြုံတွေ့ခဲ့ရတော့လဲအယောင်စာရေးမလေးကသူ့ကိုစိတ်ရှိလက်ရှိကူညီပေးခဲ့သည်သူသည်သူ၏ကက်ကြီးလက်များကိုအသုံးပြု၍အသားကင်ခြင်းခြံစည်းရိုးပင်များကိုပုံဖော်ခြင်းနှင့်လူကြိုက်များသောစပင်ညက်စရာတဦးအဖြစ်မြို့ငယ်လေးတွင်ထင်ရှားလာခဲ့သည်သို့တော်လဲညီသူညီဝါဖြစ်ကြောင်းအထောက်ထား identity record မရှိသဖြင့်စပင်ညက်ဆိုင်ဖွင့်ခွင့်မရခဲ့သလိုနားလည်မှုလွဲမှားခြင်းနှင့်အစွဲလမ်းများကြောင့်သူသည်အကောက်ကြံခံရကရဲဖမ်းခြင်းကိုခံခဲ့ရသည့်မျိုးသားများ၏တန်တရားစိတ်များကြောင့်နောက်ဆုံးတွင်သူသည်ရဲတိုက်ကြီးစီသို့ပြန်သွားခဲ့ရပါသည်နှစ်ပေါင်းများစွာကြာပြီးနောက်ခရစ်စမတ်ရာသီတိုင်းတွင်ကြာဆင်းလာသောနှင်းဆက်များသည်ထိုမျိုးသားကရဲတိုက်ထဲတွင်ထွင်းထုနေသောလွမ်းဆွမှုများဖြစ်ပြီးအယောင်စာရေးမလေးကပေးခဲ့သောနှွေးထွေးမှုသည်သူ၏အေးဆက်သောကက်ကြီးလက်များထဲတွင်ထာဝရတည်ရှိနေမည်ဖြစ်ပါသည်